အတာဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှဆိုတော့ Microsoft ပြပဲကျွန်တော်ကွာဒီ AI ကတော်တော်ညီပညာတိုးတက်တဲ့အချိန်မှာကျွန်တော် AI နဲ့စကားပြောတဲ့ညီကိုလောက်ရအောင်ဖြစ်ပါတယ် software 3ခုပဲလိုပါတယ်ဘလို့ကတော့အရင်ဆုံးကကျွန်တော်ဒီ software ကျွန်တော် download နေပြတယ် ChatGPT ရဲ့ Chrome ရဲ့ browser လို့ Google မို့ Doom မို့ Chrome လို့ okay ခေါင်းကျွန်တော်ပြတဲ့ software ကို Play Store ထဲကိုဝင်လိုက်ပြီADOBE EHPRE address ဆိုတဲ့ AI software ကိုထားမှာကျွန်တော်စကားလုံးပြောမှားခဲ့ရင်ရှိတယ်ကျွန်တော်လည်းခွင့်လုပ်ပြီးကြတော့ပြောခဲ့ပါတယ် okay ဒီ software ကိုဘယ်လိုထောင်းရမှာလဲထောင်းပြီးလုံးဝမဥပန်းတော့เนาะကျွန်တော်ပြောမယ်ဥပန်းချက်မလို့လေပါရေတော့ကျွန်တော်ထောင်းပြီးရတယ်ဘယ်လိုခွာပါကျွန်တော်ဒီချက်ကြည့်ပြီးတယ်ဝင်လိုက်ပြီဘယ်လိုဟိုကလောက်ရမှာကွာဒီ software ကျွန်တော်ကမြန်မာရတယ်မြန်မာစာလုပ်လို့ရတယ်ချက်ဘယ်လိုချက်တော့ကျွန်တော်ကဒီမှာဘယ်လိုကျွန်တော်ပြတာဟာတာအကြောင်းဆိုရတခြားတယ်အဲ့လေဟာတာအကြောင်းတစ်ခုရေးပါဆိုတော့ပြဒီမှာဟာတာတစ်ခုပါဆိုတော့ချက်ကြည့်ပြီးရေးရပြီကွာအဲ့ဒါဘယ်လိုရတယ်သူကြိုက်တဲ့ဟာရှာရပါတယ်ဒါတိဆောက်ပါဆိုဘယ်လိုစာလုံးဒီလောက်နည်းနည်းပဲလို့တော့ဘာလို့ဆိုကျွန်တော်ပြောပြနောက်ချက်တော့ဒီဆိုဒီစာကိုကျွန်တော်ကဘာလုပ်မလဲဆိုတော့နော်ဒါကိုနှိမ့်လို့မဖြစ်နေတယ်နှိမ့်လို့မဖြစ်နေပါတယ်ကျွန်တော်လောက်ရကဲအောင်ကဲကျွန်တော်ချက်တော့အဲ့တော့အများကြီးမှအများကြီးရှာတာဖြစ်ပါတယ်အမို့ဒါဖိလိုက်မယ်ဖိလိုက်ပြီး select တော့နှိမ့်လိုက်မယ်နှိမ့်လိုက်ပြီးကျွန်တော်ကွာဒီအပေါ်အစားဒီပါသူပြီးတဲ့ဟာကိုကျွန်တော်က select နှိမ့်ပါကျွန်တော် copy လိုက် copy တော့ဘလို့ပြပြမယ်နော်အရင်ဆုံးကျွန်တော် Google ထဲတုန်းကလေ Google ကိုဝင်လိုက်မယ်ဘလို့ဝင်လိုက်ပြီးဒီမှာ TTS free ဆိုတဲ့ software တခုရှာတာဒီက free အဲ့ချက်ဆောက်ရမယ်လို့အဲ့ဒီမှာဒီအပေါ်ဆုံးမှာ ttsfree.com ဆိုတဲ့ပေါ်လာတဲ့ software ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးသူချက်ဆောက်ရမှာပဲဘလို့ဒါကိုလုံးမဲ့ဆိုရင်ဘလို့ဖြည်းဖြည်းခံရမှာပဲအဲ့ဒီဒီမှာဘလို့ခွာလောက်လာတဲ့ဟာကိုဒီမှာရှိုင်းထည့်ရမှာဖြစ်ပါတယ်ခွာဘလို့ဒီမှာရှိုင်းလိုက်ပါလေရှိုင်းလိုက်ပြီးဘလို့ဘာဖြစ်ကျွန်တော်ကစာလုံးနည်းနည်းပဲဘလို့ရေးမယ်နော်နည်းနည်းပဲရေးဘာဖြစ်လို့ဆိုတော့ဘလို့ကွာသူကအလုံး900ပဲစက်နေဆိုတော့နည်းနည်းပဲရေးပါအဲ့ဒါပြောစမ်းနည်းနည်းပဲရေးလုံး900ပဲစက်ကွာဘလို့ကအများကြီးရေးချင်ဆိုတော့ဘလို့လောက်ရမယ်ဆိုတော့အရင်ဆုံးကွာlog in လောက်ရမယ်ကျွန်တော်မလောက်တော့ပါဘူးကျွန်တော်ကအခုဆိုကျွန်တော်420လောက်အများကြီးတော့မြန်မာစလုံးတစ်လုံးကွာအသက်ပဲဖြစ်ဖြစ်စလုံးပဲဖြစ်ဖြစ်မှာတာစက်တက်ကိုတာစက်တက်တခုကိုစောင်း3လုံးယူပါတယ်အဲ့ဒါဘလို့အဲ့ဒီဘလို့ဒီတိုင်း convert တော့မနှိပ်ပါနဲ့အဲ့ဒီမှာ50 English United States ပေါင်းနှိပ်လိုက်ဒီအောင်နှိပ်လိုက်ကြပြမယ်ကြောင်ဖြစ်နေနှိပ်ပြရတယ်ဘလို့ဒီမှာ25ဆိုတဲ့ဟာကိုရိုက်ရှာတယ်ဗျ25ဆိုတာပုံမှန်ဘာမီးမြန်မာ MN လို့ပေါ်ပါတယ်အဲ့တော့တစ်ချက်နှိပ်လိုက်ပါနှိပ်ပြတာနဲ့သူအတန်ရွေးလို့ရပါတယ်နီလာမင်္ဂလေးနီလာအတန်ယူမလားတီဟာတက်ယူမလားကျွန်တော်ကနီလာအတန်မိတ်ယူပါတယ်မင်္ဂလေးလည်းလည်းပြီးပြီတော့ပါအဲ့ဒီမှာဘိုင်းမှာကျွန်တော်ကြိုက်တော့ထားလို့ရပါတယ်โอเคကျွန်တော်ကတော့ဒီအောက်ဆိုက adjust byte speed ကိုကျွန်တော်က -4 ထားပြီးအပေါ်ကကျွန်တော်က5ထားလိုက်ပါလေ5ထားပြီးတော့ convert now ဆိုတဲ့ဟာကိုချက်နှိပ်လိုက်ပါချက်နှိပ်ရချက်စောင်းလိုက်ပါဘလို့မြန်ပါတယ်ဘလို့မြန်ပါတယ်အဲ့ရှစ်ဘာလဲတော့ကျွန်တော်တို့ပဲ error တက်တဲ့ကျွန်တော်ဒီ software တော့ကျွန်တော် error တက်ပါတယ်ဘလို့ဒီ software သိချင်တယ်ဘလို့ Google မှာ TTS view ရိုက်ရှာရပါ okay မှာစောက်ခိုင်းပါလေဒီစောက်ခိုင်းတဲ့အချိန်မှာတို့ကျွန်တော် channel ကို like and subscribe ပြုလုပ်ပေးကြလို့မမေ့ပါနဲ့เนาะဘလို့ okay အေးမှာသူကမြန်မမြန်ဘလို့ဟာကွာလုံနေပါသူလုံနေတာ 99% တော့ပြပြီးတော့ audio အဲ့ချီလို့ရပါပြီရပြီကျွန်တော်အတန်လေးဖွင့်ပြလိုက်မယ်နော်အတန်မလာဘူးဖြစ်နေဘလို့
ဟုတ်တယ်ဘရိုကျွန်တော်အဲ့ဒါတက်ပြန်ပြီလားမသိဘူးဒါမလာဘူးဖြစ်နေဘရိုရေကျွန်တော်အဲ့ဒါတက်နေတယ်လို့ဆိုဝဲစသားဝဲလာကျွန်တော်အဲ့ဒါစတိုက်တက်လာရေโอเคကြားပါလေအဲ့ဒီမှာ download mp3 ဆိုတာကိုနှိပ်လိုက်ပါကျွန်တော်ဖွင့်ပြရမယ်ကျွန်တော်အဲ့ဒါတက်တာဘရိုချက်စောက်ပြီလားတော့ mp3 ကိုနှိပ်လိုက်ပြီလား please push play remove ဆိုတော့ကျွန်တော် VPN အဲ့ဒါတက်လာမသိဘူးဆိုတော့ရှိတဲ့ VPN ကျွန်တော်ချက်ဖြုတ်ရအောင်မယ်โอเคကျွန်တော်ချက်နေတော့ VPN နဲ့ကြည့်ရှုပေးကြလို့ရှိရင်ညတာရกันနော် VPN ပဲဆိုတော့ကျွန်တော်ကတော့ Star VPN ဆိုတဲ့ကျဲမှုတဲ့ VPN ကိုတုံးပါတယ်ဘရိုက VPN တော့ကွန်မခဏနေရโอเคကျွန်တော်ဖွင့်လိုက်ပိတ်လိုက်လို့ပါလောက်ရကျွန်တော်က TTS video ကျွန်တော်ပြန်ဝင်မယ်ဘာဖြစ်လာတော့မြင်လိုက်ရပါဘရိုဖီးရတယ်တဲ့ဆိုအေးရတက်လို့ဖီးရတယ်တဲ့အဲ့ဒါကြောင့်ကျွန်တော်အစအစောပြန်လုံးရမှာဖြစ်ပါတယ်โอเคပါကျွန်တော်ရိုက်လို့ပဲအားလုံးပြန်ရိုက်ရမှာဖြစ်ပါတယ်တို့ဒီမှာကွာဒီမှာကိုကလေအင်္ဂလိပ်နေရာမှာဘာမှထည့်မှုမမေးကြပါနဲ့ဘရိုမေးပါဘရိုအတန်ကတမျိုးချင်းစီအတန်ကအင်္ဂလိပ်သူအတန်ဖြစ်အောင်မကြလို့ကျွန်တော်ပြောပြချင်ပါတယ်ဒီမှာတက်နေတယ်ငါးပဲရလေးထားခြင်းပါလေဆိုဟိုဒါငါဒီမှာလေးအဲ့မှာ combine now နှိပ်လိုက်ပါနောက်ဘူးတော့ပြန်ရမှာဖြစ်ပါလေဘယ်သူ error တက်ဆိုဘရိုချိတ်ရ VPN ကွာအပိတ်မို့ဟာအဲ့တော့ discount ပြန်လုပ်ပဲကွာ discount လုပ်ပြီးတော့discount လုပ်ပြီးလာတယ်ဘရိုပြန်ဖွင့်လိုက်ကျွန်တော်ခွာပြန်လို့ connected face ဆိုရပေါ်လာအဲ့ရဒီအောင်ပြန်လုပ်လိုက်ပါ okay မှာ 99% ပေါ့ okay wait 256 kg coffee please wait တူတယ်ပြန်ကြပါလားခေပြန်တက်ဖြစ်နေပါလေโอเคကျွန်တော်ရလာပါမယ်ဆိုဒီပါဆိုတနေ့မှာလေโอเคသူကတော့ကြည့်နေဖြစ်ပါလေဒါပါ pro တော့ရအောင်သူတို့9မိနစ်10မိနစ်စောက်ပြရပါတယ်ခွန်ကကျွန်တော် error တက်တော့တခုမှမဟုတ်โอเคရပြီဖွင့်လိုက်မယ်နော် error တက်ပြန်လမ်းပြီ bro ကြီးbro ကျွန်တော် error တက်နေပြီသွားပြီကျွန်တော်စကား error တက်နေတာ bro ကြီးချီတော့ပဲကျွန်တော်ဘာမှလုပ်လို့မရအောင်ဖြစ်နေတယ်ချက်ဆောက်ကြပါ please push plan ဒါမှမကြည့် download ဆွဲလည်းမရဘူးOh my god bro ကျွန်တော် error တက်နေတယ် bro ဒီ error တက်နေတယ်ဆိုကျွန်တော် VPN ပဲဖြစ်လာတာမသိဘူး bro ချက်စားပဲနော် download ရဆိုလို့မရဘာမှလုပ်လို့မရဘူး bro တန်ပုံလည်းမပြဘူးကျွန်တော်ဘာလုပ်ရလဲဆိုတော့ကျွန်တော်ချက် recording ချက် store လိုက်မယ် store ပြီးကျွန်တော်လောက်ရ bro ပြန်ပြမယ် wifi line မကောင်းလာဘူးဒီ okay ဘရိုတို့ပြန်ရလာပြီဘရို okay ဆိုပြပြအောင်နော်နားထောင်ကြတနေ့မှာအိမ်ရှိမှာကြောက်မက်နေတဲ့ခြာမစ်ကိုရှာတွေ့ခဲ့တယ်။သူကတေချာစွာဂျပန်ရုပ်ရှင်တွေလိုစကားပြောနေတယ်။ကျွန်တော်မေးလို့မင်းဟာဘာလုပ်နေတယ်လဲ။ခြာမစ်ဖြေမင်းငယ်တယ်ဆိုတာကျွန်တော်နားလည်ပါတယ်ဒါပေမဲ့ဂေါ်ရိုင်းတွေကိုဖမ်းမိဖို့မလို့မဖြစ်ဘူး။ကျွန်တော်ဒီမှာဘာကိုဂေါ်ရိုင်းတက်ကြောက်နေပါ။ခြာမစ်အခါအားဖြင့်ကန့်သက်ထားတဲ့သားဖြစ်မှုမှာဂေါ်ရိုင်းတွေကိုရောက်ပြီးဂုံတက်တိရှိနေဖို့လိုအပ်ပါတယ်ကျွန်တော်လည်းပါတယ်အချက်ကြီးဒီကလောက်ခိုင်းပါလောက်ခိုင်းတာဘယ်လိုလဲမသိရီးစားမှာပါdownload mp3 အောင်နှိပ်လိုက်ပါနှိပ်ပဲတော့ download လေးပါဖြစ်ပါတယ် okay download နှိပ်လိုက်ပါအောင်ပါ
ဒါပြီးတော့သူပြတော့ download complete ဆိုတော့ထွက်လိုက်မယ်ထွက်လိုက်ပြီးခွန်မှာဘလို့ download ခိုင်းနေအဲ့လေဘာသာ app ဘာလို့မသိအဲ့ဝင်လိုက်မယ်အခုဆိုတော့ဒီတိုင်းလေးတုံးရဖြစ်ပါလေအဲ့ဖက်မကောင်းလို့တရားဝင်တော့6မိနစ်လောက်စောင့်ရမှာဖြစ်ပါလေထေတာခုံပါဒီမှာဒီလိုပြရမယ်ပြရချက်ဆောက်လေ6မိနစ်လောက်စောင့်ရမှာဖြစ်ပါကျွန်တော်ဆိုရင်ကွာဝင်ပြီးတော့မှားထွက်ပြီးသွားတယ်ဆိုဗီဒီယိုတစ်ခုလုပ်လို့ပါမှားထွက်ပြီးသွားတာအဲ့ပြန်ဝင်တဲ့အချိန်မှာပြန်စားလို့စိတ်မရှိဘူးโอเคကျွန်တော် download ဆွဲပြီးသွားပြီโอเคတော့လုံးနေအကြာရဘလို့စောင့်နေတာတိုက်တယ်မဟုတ်ထိုင်အေးဟိုရကျွန်တော် record ထွင်းနေအားတော့ညောင်းလာစကားပြောနေအားညောင်း record တွေသူအားတော့ညောင်းလာโอเคရပြီမဒီပေါ်လာပြီโอเคရပြီဟာကွာဘာဖြစ်တယ်မသိကျွန်တော်လည်းလိုင်းကကြုံတုံနေဖြစ်နေတယ်မှာโอเค for you တဲ့โอเค social media and other โอเคဒီလိုလေးတစ်ခုချင်းစီပေါ်ပါမယ်ပေါ်တဲ့ခါကျရင်ရလှုပ်အဲ့လေဒီကဒီမှာကဘရိုမြင်တဲ့အတိုင်းပဲဒီမှာဟာဘာကြောင့်နဲ့တက်တာလို့ Premier လဝဲခိုင်းလေဘာတော့ဟာဘရိုမြင်တဲ့အတိုင်းပဲကွာဒီမှာခွေ editing 2ဆိုရင်ဒီမှာဒီအောင်ရှာလိုက်တူဆွဲလိုက်တဲ့ခါကျရင်ဒီမှာ anime character ဆိုတာဟာတွေ့တချို့တွေကဆိုရင်ဒီမှာရှိတယ်ကွာကျွန်တော်မှမရှိဘူးဒီဘေးမှာဒီအောက်က blank canvas တာပါမသိဘူးအဲ့ဒီအောက်မှာလည်း create with get help ဆိုတဲ့နေရာမှာဒီအောင်နှိပ်လိုက်ပါနှိပ်ပြီးစောင့်ရဖြစ်ပါတယ်တို့ကြောက်ရဒီလိုရပါတယ်ကျွန်တော်သိတော့ပဲခင်ဗျာMessi and science ဒီဆောက်လုံးနဲ့ဆိုဘရိုထေတာကျွန်တော်ထေတာတုံးရတယ်ဒါမှမဟုတ်ထေတာလေကုန်မှုတော့ဖုံဝင်မဲ့ကျဗီဒီယိုသူကတဲကြောက်ခိုင်းတော့မတိပါဘူး Okay bro ဒီအချက်ဆောင်ကျွန်တော် channel like subscribe လေးလုပ်ပါလုပ်လာပြီ bro ကျွန်တော်ဆက်တော့ like subscribe လေးလုပ်တာရဖြစ်ကျွန်တော်တို့နောက်တစ်ခါကျွန်တော်ရဲ့ Minecraft video တွေပြန်တင်လာရဖြစ်ပါတယ် Okayဒီမှာရပါပြီဒီမှာကွာဒီမှာကိုကြိုက်ရကောင်ရွေးလို့ရတယ်ဒီမှာ personal people နှိပ်လိုက်မယ်ကျွန်တော်ကဘာကောင်ရွေးကောမှာနှိပ်ပြီးတော့ကျွန်တော်ကတော့ come class ကိုမကြိုက်ကျွန်တော်နှိပ်လိုက်ကျွန်တော်အများကြီးရှိရပြီလို့အဲ့ဒါဟာလာ0ဆိုပဲအဲ့ရှိဒါမီလူလေးမှာကျွန်တော် cry တယ်ကြည့်နေတော့ဒီအောင်နေတယ်ကွာဒီကတော့မယ်ဒီကောင်တော့မယ်နီကိုဆိုလဲလူကြီးအဲ့ဆိုတော့ background change မဆိုရင်ကွာဒီ background လေးမကြိုက်ဘူးဆိုရင်ဒီမှာကွာ background နေလိုက်နိုင်မ तू ပေးရ background လေးရှိပါတယ်လှပါတယ်အားလုံးကတော့အောင်လှပါတယ်အဲ့လေချီလုံးချောင်းပြက်ချီတိုင်းပြက်ငါရက်တော့ရှိတာပဲတော့ချီလို့ရပါတယ်ဒီဟာမကြိုက်ဘူးဆိုရင်ဒီက background တွေအားလုံးမကြိုက်ဘူးဆိုရင်ဘာလို့လဲဆိုဘရိုဒီမှာ upload image ကိုနှိပ်လိုက်ပါနှိပ်ပြီးလိုက်ပါ gallery ထဲတန်းရအောင်ပါပဲ gallery ထဲရောက်ရင်တော့ဘရိုကိုလောက်ထားတဲ့ဟာကိုကျွန်တော်ရှာလို့ရပါတယ်ဘာလို့ပေါ်လဲမသိဘူးအဲ့လေကျွန်တော်ဒီကျွန်တော်ဒီမှာညက်ခင်စိမ်းအောင်ပဲယူလိုက်မယ်တော့ဗီဒီယိုလောက်တော့ညက်ခင်စိမ်းအောင်ဘရိုတီပါမယ်အဲ့ရပြီ Minecraft ညက်ခင်စိမ်းအောင်ပါကွာဒီကောင်ထားလိုက်ကျွန်တော် Vico ဆိုတဲ့ဟာပြင်တာVico ဆိုတဲ့ဟာကဘယ်လိုလုပ်လဲဆိုတော့ကွာဘရိုပါတယ်ဘရိုကိုယ်တိုင်စကားပြောတာခုနကဘရို download ဆွဲလိုက် MP3 download ဆိုရင်လည်း Vico ရချက်လိုက်တာဒါရလို့ browse ကိုနှိပ်လိုက်အိုင်မူစားဒီအိုင်မူစားဖြစ်ဒီလိုနှိပ်လိုက်
တယ်ထောင်းနေနှိပ်ပြီးတော့ဘရို app တွေက download နေရအဲ့ပါ download ဆိုရဟာလိုက်နေဘရိုခွန် download ဆိုရဟာဒီပေါ်လာပါမယ်ကျွန်တော် download ရအများကြီးဆိုတဲ့အတွက်ရှာရမှာဖြစ်ပါတယ်ပါအဲ့လေကျွန်တော်ရှာရမှာအများကြီးဒီဟာမသိကျွန်တော်လောက်လာနိုင်ခုနဟောတယ်နိုင်ပြီတော့ရဒီပဲတော့နှိပ်လိုက်မယ်နှိပ်ပြီဘရိုဆောက်ရအောင်မသိဘူးဟာဆောက်မယ်ကျွန်တော်နှိပ်လိုက်ပြီအဲ့မလာသေးဘူးလားကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်နှိပ်ရအဲ့ဒါတက်ပြီလည်းမသိဘူးโอเคဒီမှာရအဲ့လုံးတီးလုံးနေပါလေဒီကောင်ကိုလေဒီလိုပုံစံစကားပြောနေတယ်အဲ့ကောင်စဉ်းစားနေတယ်ဒီချိုးလာရုံစဉ်းစားဒီချိုးလာရုံစဉ်းစားပဲကွာโอเคကျွန်တော်ရဲ့ diamond တစ်ထည် Minecraft နဲ့ဆိုကျွန်တော်တင်ထားဗီဒီယိုမှာ diamond တစ်ထည်ဖြစ်မဲ့ပတ်တူကျွန်တော်ကလောက်ပြီးသွားပါပြီလောက်ပြီးတော့ကျွန်တော်အတိတ်လောက်နေနည်းနည်းကြာနေအောင်လေโอเคဒီဗီဒီယိုပြီးရင်တော့ကျွန်တော်ပြန်တင်မယ်လို့ဆုံးဖြစ်တာပဲဒီဗီဒီယိုပြီးတော့တင်ပြီးတော့မရှိတော့ဘူးဟုတ်လားတင်နေတင်အောင်လို့ချက်ဆောက်ကြ wait for okay ကျွန်တော်ဆောက်ရပါလေ okay ပါကျွန်တော်ဆောက်လိုက်ကျွန်တော်ဆောက်ရပါလေဆောက်ရင်ပြီးပါပြီ okayကျွန်တော်ကဗီဒီယိုဘယ်နည်းပြီးတင်မှာဒီတော့စနေနဲ့တနင်္ဂနွေကျွန်တော်အားတယ်ကျွန်တော်ကကြောင်းဖွင့်တယ်စနေနဲ့တနင်္ဂနွေတင်မယ်โอเคမှန်တယ်ပါဒီနေ့ကဒီမှာကျွန်တော်ဗီဒီယိုတင်ဟိုတနေ့တော့ YouTuber တက်လေအတွက် YouTuber ဖြစ်လေအစ်လေးဖြစ်လေအတွက်โอเคဒီကတင်ပါလေပြီးတော့မနော်တော့ကြာလာတယ်လို့စိတ်မရှိတဲ့ကောင်တော့ဖုန်းရိုက်ခွင့်မှတည်ရ Wary app လုံးစရပြီအဲ့ဒီကဒီကောင်ကရိုးရိုးစကားမျိုးမှမဟုတ်ဘယ်လိုပြောမလဲဆိုဘယ်စကားဘယ်လိုလှုပ်ပြောလဲမင်းတို့ရိုးရိုးစကားတည်းကဒီကျွန်တော်တုံးနေဒီစုပ်ပဲကျွန်တော်ဖြတ်ပြမှတည်ရโอเคကျွန်တော် AI နေညာရှိတယ်တို့ကျွန်တော်က Gemini AI ကျွန်တော်ထောင်းချင်ထောင်းလို့မရကျွန်တော်ကပြီးထောင်းမရဘူးကျွန်တော် Gemini အောင်ထောင်းလို့မရโอเคရဟုတ်နော်ချီလို့ရနော်မတနေ့မှာအိမ်ရှိမှာကြောက်မက်နေတဲ့ချာမစ်ကိုရှာတွေ့ခဲ့တယ်။သူကတေချာစွာဂျပန်ရုပ်ရှင်တွေလိုစကားပြောနေတယ်။ကျွန်တော်မေးလို့မင်းဟာဘာလုပ်နေတယ်လဲ။ချာမစ်ဖြေမင်းငယ်တယ်ဆိုတာကျွန်တော်နားလည်ပါတယ်ဒါပေမဲ့ခေါ်ရိုင်းတွေကိုဖမ်းမိဖို့မလို့မဖြစ်ဘူး။ခေါ်ရိုင်းရဲ့ဘာကောင်းလို့ကျွန်တော်ဒီမှာဘာကိုခေါ်ရိုင်းတက်ကြောက်နေပါ။ချာမစ်အခါအဖြစ်ကန့်သက်ထားတဲ့တာဖြစ်ကျွန်တော်ဓာတ်လို့ပြဆွဲအဲ့ပါပဲ။ဓာတ်လို့ဆွဲတာဘလို့လောက်လာတဲ့ဟာတော့ရှားပါပြီကျွန်တော် data ဆိုကုန်တော့ပါမယ် Above AI Express is download your file okay ကျွန်တော်အားလုံး download ဆွဲရပါတယ်ဒီနေ့ဗီဒီယိုကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြပြန်တွေ့မယ်နော်ဘရိုbye bye bro bye bye see you tomorrow see you